ဒီတခါပြပေးမှာကကြတော့ထူးမှုစင်ကပ်ပေါ့နော် free ရတယ်ဘယ်လိုရလဲကျွန်တော်ပြပေးမယ်နော် free ရတာပေါ့သူတို့မနေ့ကလည်းသူတို့ line ထူးမှုကပြတ်သွားတယ်ဗျ line ပြတ်သွားတော့သူတို့အဲ့ဒီအစားကိုပြန်ပြီးတော့ဟိုစား free pay သုံးတာပေါ့ဗျာလက်ကပြန်ပြီးတော့ဟိုအစားထိုးပေးတဲ့သဘောမျိုးနဲ့သူပေးတာပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာသူရတာတော့ပြမယ် free ရတာဒါဒီမှာဆိုရင်တော့ free နေ့ကဒါ internet သုံးတာ 10GB 10GB ဒီမှာ 10GB နဲ့ 10GB ရပြီးတော့24နာရီအထိသုံးလို့ရမယ်နော်ဒါဖုန်းခေါ်တာကြတော့100မိနစ်အထိပေါ့မိနစ်100ပြောလို့ရမယ်ပေါ့ free ပြောလို့ရမယ်ပေါ့နော် internet ကကြတော့ဒီမှာ internet ကကြတော့ဒီမှာ 10GB နဲ့24နာရီသုံးလို့ရမယ်ဟောကျွန်တော်လည်းပြပြနော်ကျွန်တော်ကခုနမှာလောက်ထားတဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်ခုကဒီမှာကျွန်တော်ခုနရှောက်ထားတယ်မနေ့ဖြန်ညဒီလိုဒီအချိန်မှာပဲကျွန်တော်ပြန်ကုန်ပါမယ်ဗျ9လပိုင်း25ရက်2025တနာရီနဲ့35မိနစ်နဲ့50နဲ့3စက္ကန့်မှာကျွန်တော်ကုန်မယ်ပေါ့ဗျာဒါနောက်ညပေါ့နော်ဒါအခုကျွန်တော်ဒီညလောက်ထားတဲ့အချိန်ပေါ့နောက်ညမှာကုန်မယ်အချိန်ကဒီမှာကျွန်တော် free ကကြတော့ internet ကြတော့ 10GB အထိရမယ်ပြီးရင်24နာရီအထိသုံးလို့ရမယ်ပေါ့ဗျာပြီးရင်ဖုန်းပြောတာကြတော့ဒီမှာမိနစ်100လည်းကားပြောလို့ရမှာပေါ့ဗျာနော်ကဲအဲ့ဒါလေးကိုစိတ်ဝင်စားရင်ကြည့်ကြဗျာကျွန်တော်နှိပ်ကမယ့်နံပါတ်လေးကိုတော့ပြပေးမယ်ဒါပေမဲ့ကျွန်တော်တော့နှိပ်လို့မရတော့ဘာဖြစ်လို့ကျွန်တော်ကခုနနှိပ်ထားပြီးပါပြီဆိုတော့နော်ကျွန်တော်ဒါဆိုဖုန်းခေါ်လိုက်တဲ့ဝင်လာမယ်ဗျာနော်ဒီမှာပြီးကျွန်တော် internet home ကိုကျွန်တော်ပြန်သုံးပြမယ်နော်ခဏလေးကိုတော့ကျွန်တော်ဒီထက်ကချိန်ရတာဒီကနေ့တော့ပြမယ်နော်ဒီမှာစတာ900စတာခွန်တီ6လေးပြီးရင် hat ကိုနေပြန်တော့ကျွန်တော်တို့ဖုန်းခေါ်ဆိုမှုနှိပ်လိုက်ရုံပဲပေါ့နော်ဖုန်းကိုခေါ်လိုက်ရမယ်ကောနှိပ်ပေးလိုက်ရုံပဲကောနှိပ်ပေးပြီးရင်ကျွန်တော်တို့ message တွေကိုဒီလိုလေးလက်ပို့ပေးလာမယ်နော် message တွေတို့ဒီလိုလေးပို့ပေးလာမယ်နော်အဲ့ဒီခါကျရင်တော့ဒါကျွန်တော်တို့300ပြီပေါ့ဗျာကဲအဲ့ဒါဆိုကျွန်တော်ကနှိပ်ပြီးဖြစ်ရတော့ကြောင့်မလို့ကျွန်တော်က free win 300ပြီဗျာဖုန်းခေါ်တာတော့နောက်မှဟို free win 300မယ်ကျွန်တော် setting ထဲမှာကတ်တက်ချင်အောင်ပါအရင်ဆုံးပြပြင်ပေးပါဦးကျွန်တော်တို့ပြပြင်ပေးပြီးပါရဆိုတော့ကျွန်တော်တို့ကထူးမှုစင်ကပ်ပြောင်းမယ်နော်ဒီမှာဒါကျွန်တော်ကတော့ဒီတက်စင်ကပ်ပြောင်းလာတာပေါ့ဟိုကကျွန်တော်ထူးမှုစင်ကပ် free ရတော့ထူးမှုစင်ကပ်ကျွန်တော်ပြောင်းနော်ဒီမှာထူးမှုစင်ကပ်ဖြစ်ပါတယ်ဗျကျွန်တော်ပြောင်းလိုက်မယ်နော်โอเคဒါထူးမှုစင်ကပ်ဖြစ်ပါပြီကျွန်တော်တို့သူပြောသလိုရလားမရ10GB နဲ့ရလားမရလားကျွန်တော်တို့ညတို့ YouTube ဝင်ကြည့်မယ်ဗျအဲ့ဒီရပါနားလဲပါYouTube ဝင်ကြည့်မယ်နော်ဟိုးတကယ်ပဲရတယ်ဗျတကယ်ပဲရတယ်နော်ဒီမှာကြည့်ရင်10GB နဲ့ဗျတကယ်လမ်းနေဗျဒါကဲအားလုံးပဲရာသူတို့ပြီးတော့လေးကိုရရအောင်ယူထားတယ်နော်အလကားရတာဗျဘာဖြစ်လဲ 10GB ဆိုတာနေတာမဟုတ်ဘူးနော် 10GB ဆိုတဲ့မြန်တော့ကျွန်တော်တို့ရမှာက24နာရီရမယ်ဗျာတရက်စာ24နာရီရမယ်ဆိုတော့အဲ့တော့ internet ကလည်း24နာရီ 10GB နဲ့ရမယ်ဖုန်းခေါ်ဆိုမှုကလည်းမိနစ်100အထိသူပေးထားတယ်ဆိုတော့ကျွန်တော်တို့အများကြီးတန်တယ်ပေါ့ဗျာနော်ကျွန်တော်တို့လက်ကပေးတော့နေကျွန်တော်တို့ကယူထားရမယ်
โอเคဒီမှာကျွန်တော်ဒီလိုကိုလျှောက်တာအောင်မြင်နေမှာမင်းစားမက်ဆေ့တမှာသူဒါမျိုးစာလေးနဲ့သူလက်ပို့ပေးလိုက်မယ်ဗျာနော်ဒီမှာသူ့မို့အဲ့ပို့ပေးလိုက်မယ်ပြင်ဒီမှာကဲဒါမျိုးလေးရလို့သုံးချင်เนาะကျွန်တော်ပြောတဲ့နံပါတ်လေးကိုနှိပ်ပေးပါဗျာနော်